အလွန်စိတ်ဝင်စားစရာကောင်းပြီးတော့အချိန်ဝါကြီးတဲ့ပညာရဲ့တစ်ခုဖြစ်ပါတယ်ကျွန်တော်တို့နာမည်တစ်ခုကိုလေ့လာကြည့်အောင်သူ့ရဲ့လာပြီးတော့မေးတဲ့အချိန်က9:50ပါကျွန်တော်တို့ technique အရ9:3နာဖြစ်တဲ့အတွက်ကြောင့်မလို့ past time ရဲ့နာနေရာကိုကြည့်ရပါမယ်past time ကတနင်္ဂနွေပါအဲကြတော့နာနေရာဆိုတော့ဗုဒ္ဓဟူးတိုင်ပေါ့လေဗုဒ္ဓဟူးတိုင်မှာကျွန်တော်နာမည်ကတနင်္ဂနွေအစတနင်္လာအဆုံးနာမည်ပါကျွန်တော်ကြည့်ရအောင်ခင်ဗျာတနင်္ဂနွေကနေပြီးတော့တနင်္လာကိုဆင်းတဲ့ကျိုးကပုတ်တင်ကျိုးလို့ခေါ်ပါတယ်တနည်းအားဖြင့်စပုတ်ပြင်စဖို့ကျိုးဗျောင်းမြန်ဖြစ်နေတာပါကျိုးကဗျောင်းမြန်ဖြစ်သွားပြီဆိုလို့ရှိရင်နံပါတ်1တစ်ချက်အလဲမှာကြံခဲ့တဲ့ကောင်ထိပါတယ်ပကိန်းနဂါဟောကမှာအပေါ်မှာ3လုံးရှိတယ်ပေါ့လေ3လုံးရှိတယ်ဆိုရင်2ခုဟောပြီးသွားပြီဆိုလို့ရှိရင်တေချာပေါက်ကြံတဲ့တစ်ခုကိုအရင်ဟောရပါတယ်တော့ဒါကြောင့်မလို့ကျွန်တော်တို့1နဲ့2ဒီနာမည်ဝင်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ2ခုထိသွားတဲ့အတွက်ကြံခဲ့တဲ့ကောင်ဟောရပါမယ်စားဖို့ပြင်ဆင်ဖို့ကြိုးဒီအတဲ့ဆိုရင်ကောင်းပြီးတော့ဗျောင်းပြန်ဆိုလို့ရှိရင်ဖြက်စီးပါတယ်ဒါကြောင့်ကြာသာပရိနဲ့ပတ်သက်တဲ့ပါဖပပမနန်တွေဟာဖြက်စီးခံရပြီးတနည်းအားဖြင့်အကောင်းအဆိုးမှာအဆိုးတွေဖြစ်ပြီးအဲဒါကြတော့ပဖြစ်တဲ့ပေါင်ဘာဖြစ်တဲ့ဘိုက်မှာဝေဒနာဖြစ်မယ်ဆိုတဲ့ဟောကွက်ထွက်လာပါတယ်ဟုတ်ရိုးရှင်းရှင်းလေးပါပဲအရန်ကြီးမခတ်ပါဘူးပြန်ပြီးတော့လေ့လာကြည့်ပါခင်ဗျာအဲ့တော့သူဟာအခု3ခွဆေးရုံကြီးမှာကျွန်တော်တို့ဆေးရုံတင်ထားရပါတယ်ဘာဖြစ်တာလဲဆိုလို့ရှိရင်ဘိုင်းမှာရှောင်ပြီးတော့ဗောလေအထဲမှာဘာဖြစ်မှန်းမသိသေးပါဘူးကျွန်တော်တို့ဆရာဝန်ကတော့မသက်သာလို့ရှိရင်ခွဲရမယ်ဆိုတဲ့အနေအထားမှာရှိနေပါတယ်အဲ့တော့ဟောကွက်ယူဆချက်ကတော့ရှင်းရှင်းလေးပါဗုဒ္ဓဟူးတိုင်မှာစာဖို့ပြင်စဖို့ကြိုးပြောင်းမြန်ဖြစ်တဲ့ကြောင့်မလို့ချားမှာကြံခဲ့တဲ့တစ်လုံးနဲ့ကြံခဲ့တဲ့ကောင်ဖြည့်ဆည်းခံရတယ်အဲ့ဒီကောင်ကိုအရင်ဟောတယ်ဆိုတော့စာဖို့ပြင်စဖို့ကြိုးအကောင်းဆိုလို့ရှိရင်တဲ့ဆိုလို့ရှိရင်ကောင်းတယ်ဗျောင်းမြန်ဆိုလို့ရှိရင်ဆိုးတယ်လို့ပြောတဲ့အခါမှာကြာသာပရိနဲ့ပတ်သက်တဲ့ဟာဒီကောင်းတာမဟုတ်ဘဲနဲ့ဆိုတာဖြစ်သွားပါတယ်ဒါဒီကျွန်တော်တို့ basis ယူဆချက်သာဖြစ်ပါတယ်အဲ့ထက်ပိုပြီးတော့မြင့်တဲ့ယူဆချက်တွေဆက်ပြီးတော့တွေးခေါ်လို့ရပါသေးတယ်ခင်ဗျာ